ပြင်ထွက်လိုက်တာနဲ့မင်းကိုမြင်ပြီးမင်းကလေးတွေဝိုင်းအောင်လာကမင်းရဲ့ဆွဲဆောင်မှုကိုမခံနိုင်ပဲဖြစ်သွားရလောက်အောင်မင်းသာအယမ်းချောလာမယ်ဆိုရင်ဘလို့နေမလဲစဉ်းစားကြည့်ပါဦးအဲ့ဒါကတော့ဒီနေ့မောင်တို့မိသားစုရဲ့ဇလံအစပဲဖြစ်ပါတယ်သူတို့ကမျိုးဆက်လိုက်အချောဆုံးလူတွေဖြစ်နာမည်ကြီးကြသူတွေပါသူတို့ရဲ့ရုပ်ရည်ကြောင့်လူတိုင်းကသူတို့ကိုတကယ်နှစ်သက်ကြပြီးအဲ့ဒီကနေပဲသူတို့ကပိုက်ဆိုင်ရှာကြတာပါသူတို့ရဲ့သားအကြီးဆုံးကတော့ဆွဲဆောင်မှုရှိတဲ့မျက်နှာကြောင့် follower တန်းပေါင်းများစွာရှိတဲ့ TikTok star တယောက်လိုပါပဲဒါအပြင်သူကရိုးရိုးယောက်ျားလေးတွေကိုမိန်းကလေးတွေနဲ့အောင်ထွယ်ပေးတဲ့အလုပ်ကိုလည်းလုပ်ပါတယ်သူ့အဖေပါကတော့အရင်နှုန်းကမိန်းကလေးတွေရဲ့အသက်ကိုတစည်းခွဲခဲ့တဲ့အထိယူလောက်အောင်ချောခဲ့သူပါသူကမိန်းကလေးပေါင်း1000ကျော်နဲ့တွေ့ခဲ့ပြီးနောက်ဆုံးမှာတော့သူ့ဘဝရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ပါတယ်သူ့ရဲ့ချစ်သူကလည်းတကယ်လှပြီးမဲ့ပို့ပြီးတော့ရိုးသားအေးစေသူပါအခုကျွန်တော်မှလည်းအဲ့ဒီလိုတယောက်ရှိနေပါပြီသူတို့ရဲ့သားအငယ်ဆုံးပူလင်းကတော့တမိသားစုလုံးမှာအချောဆုံးပါလူတိုင်းကသူတို့ရဲ့ရုပ်ရည်ကိုဂုဏ်ယူကြပြီးမဲ့ပူလင်းကတော့ရိုးရှင်းတဲ့ဘဝကိုပဲလိုချင်ခဲ့တာပါသူကသာအခုထက်နည်းနည်းလောက်ရုပ်ဆိုးမယ်ဆိုရင်သူအပြင်းထတိုင်းသူ့မျက်နှာကိုမြင်ချင်လို့မိန်းကလေးတွေဝိုင်းအောင်နေမှာမဟုတ်ဘူးလို့ခဏခဏတွေးမိပါတယ်ဒီမိန်းကလေးတွေကယူးသွက်လွန့်ကြတယ်။တင်းယောက်ကနှာခေါင်းသွေးယိုတာဒါမှမဟုတ်တင်းယောက်ကဆမ်မင်တွေကိုဆွဲပြီးခုံပေါက်နေတာမျိုးတွေပေါ့။ရားလက်ကတော့ပူလင်းဟာတခုထိမိန်းကလေးတယောက်နဲ့တောင်စကားမပြောဖူးသေးပါဘူး။သူကအပြင်သိမ့်မထွက်ပဲအိမ်မှာပဲစားထင်းနေခဲ့တာပါ။ပူလင်းမှာသူ့ရဲ့ငါးလေးတွေကလွယ်လို့စကားပြောဖို့မရှိပါဘူး။သူကတယောက်တည်းဖဲကစားပြီးငါးလေးတွေနဲ့ပဲစကားပြောတတ်ပါတယ်။သူမိသားစုကဒီလိုအပြုတ်မှုအတွက်တကယ်ကိုစိတ်ပူနေခဲ့တာပါ။သူတို့ကသူ့ကိုအားပေးဖို့အတွက်လှပတဲ့မင်းကလေးတွေရဲ့ဓာတ်ပုံတွေကိုအချင်းချင်းပြခဲ့ကြပြီးဟေးလူကဘာပေါ်မှာမင်းကလေးတွေနေရာတိုင်းမှာရှိတယ်။တွားပြီးကြည်စမ်းပါလို့ပြောခဲ့ကြပါတယ်။ဘူးလင်ကသူ့ရဲ့ရုပ်ရည်ကိုလုံးဝဂယုမဆိုင်တဲ့မင်းကလေးတယောက်ကိုပဲလိုချင်တယ်လို့ပြောလာပါတယ်။မင်းကလေးတွေကသူ့ကိုသူ့ရဲ့နှလုံးသားကြောင့်ပဲချစ်စေချင်တာပါ။ဘာမှအလုံးမချစ်တော့တဲ့အခါမိသားစုကအစည်းအဝေးအသစ်တစ်ခုထုတ်ခဲ့ပါတယ်။သူတို့ကပူလင်းကိုကြောင်းတက်ဖို့ဖိအားပေးနိုင်အောင်ဆင်းရဲခြင်းရောင်ဆောင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီညမှာပူလင်းရေတောက်ဖို့ထွက်လာတဲ့အခါသူ့ရဲ့ကြောင်းလက်ခါအတွက်ပိုက်ဆန်းစုနိုင်အောင်နောက်ပိုင်းမနက်စာကိုကျဲဦးပဲစားတော့မယ်လို့သူ့မိဘတွေပြောနေတာကိုကြားလိုက်ရပါတယ်။ဒါကိုကြားရတာကသူ့ကိုတကယ်စိတ်မကောင်းဖြစ်စေခဲ့ပြီးနောက်နေ့မနက်မှသူကြောင်းတက်ဖို့တွားခဲ့ပါတယ်။သူစာသင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါတမိသားစီလုံးကပျော်လုံးလို့ကားခုန်ခဲ့ကြပါတယ်။ဒါပေမဲ့ပူလင်းကယောက်ျားလေးကျောင်းကိုပဲတွားမယ်လို့ပြောလိုက်တဲ့အခါအားလုံးရဲ့စိတ်ကနည်းနည်းပြတ်သွားပါတယ်။ဒါတောင်မှသူအိမ်ပြင်ထွက်တာကိုပဲအ ਨੇ ဆုံးတော့ကျေးဇူးတင်နေကြတာပါ။ကျောင်းရဲ့ပထမဆုံးနေ့မှာအိုကီကသူ့ကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးပါတယ်။ဒါပေမဲ့ဆိုင်ကယ်ပေါ်ကစိမ့်ပြီးတာတောင်သူက helmet ကိုစောင်းထားပြီးကျောင်းထက်ကိုတဏီကုံစောင်းထားခဲ့ပါတယ်။လူတွေကသူ့ရဲ့ရုပ်ချောတာကိုတတိထားမိမှစူးရင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒါကဖြောင်းပြန်ဖြစ်သွားပြီးကလေးအားလုံးက helmet ကြောင့်သူ့ကိုဝိုင်းချင်နေကြပါတော့တယ်။ CD လို့ခေါ်တဲ့ကောင်းလေးကသူ့ကိုခဏခဏနောက်ဖြောင်နေတာကြောင့်သူစိတ်အနှောက်ရထိခဲ့ရပါတယ်။ဆရာမရောက်လာတဲ့အခါပူလင်းကို helmet ချွတ်ဖို့ပြောပါတယ်။သူမချွတ်ချင်ပေမဲ့ပူလင်းကချွတ်လိုက်ရပြီးအားလုံးကသူ့ရဲ့မျက်နှာအမူအရာကိုမြင်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့ဆရာမဟာဆေးရုံကိုတန်းသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ပူလင်းကိုမြင်လိုက်ရတာနဲ့သူအသက်ရှူရသွားလို့ပါ။ပူလင်းကအင်ကိုတန်းပြေးပေမဲ့လမ်းမှာလူဆိုးလေးတွေကသူ့ကိုဖမ်းမိသွားပါတယ်။သူတို့ကသူ့ကိုစတိုခန်းထဲခေါ်သွားပြီးစူပါဟီးရိုးတွေလိုမျိုးသူတို့ရဲ့မိသူညီဝဖြစ်ကြောင်းတွေထုတ်ဖော်ကြပါတယ်။ဒီထုံးရောက်ကပြီးခဲ့တဲ့3နှစ်လုံးဒီကျောင်းမှာတက်နေခဲ့တာပါ။ဘာလို့လဲဆိုတော့ CD ကကျောင်းမှာအလားဆုံးမင်းကလေးဖြစ်တဲ့အာမန်ဒါနဲ့ပါတီသွားချင်လို့ပါ။အာမန်ဒါကရုပ်ချောတဲ့ယောင်ချလေးစကားကိုပဲနားထောင်တတ်တာကြောင့်ပူလင်းကိုသူ့ရဲ့စာပို့သမား Messenger လောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကကီလို့ခေါ်တဲ့လူရိုးလေးတစ်ယောက်ကိုအနိုင်ကျင့်ပြီးသူတို့အဖွဲ့ထဲဝင်ခိုင်းလိုက်ပါတယ်။ခဏအကြာမှာတော့ပူလင်းဟာဒီပြဿနာရှာတဲ့သူတွေအကြောင်းတိုင်တန်းဖို့ကျောင်းအုပ်ကြီးစီသွားခဲ့ပါတယ်။တနာစီယာကောင်းတဲ့ကျောင်းအုပ်ကြီးကသူ့သားကြောင့်စိတ်ဖိစီးနေရပြီးသားဖြစ်လို့ဒီမင်္ဂလိကိုအဲ့ဒီအယူခန်းတွေကထားလာအောင်လုပ်ပေးလိုက်သူเจ้าကနေအမြန်ဆုံးထပ်သွားနိုင်အောင်လို့ပဲဖူးမလေးကနေပြောခဲ့ပါတယ်ပူလင်ဟာကီနဲ့တနင်ချင်းကောင်းဖြစ်သွားတဲ့အတွက်တကယ်ကိုပျော်ရွှင်နေခဲ့ပါတယ်နောက်နေ့မှာသူတို့နှစ်ယောက် BBM เจ้าကိုရောက်သွားပြီးမြင်လိုက်ကြနဲ့မင်္ဂလိတွေကအဲ့ဒီ helmet ဆောင်းထားတဲ့မင်္ဂလိကိုဒီကနေထုတ်ပစ်လိုက်လို့အော်ဟစ်ကြပါတယ်သူတို့ကပူလင်ဘလောက်အခြေအနေဆိုးလဲဆိုတာမသိကြဘူးလေသူ helmet ချွတ်လိုက်တဲ့အခါတเจ้าလုံးယူထွက်သွားပါတော့တယ်နိုင်အနဲ့ကအကြမှာတော့ပူလင်းကြောင့်မင်းကလေးတွေယူယူမူမူဖြစ်နေတဲ့အကြောင်း TV သတင်းမှာပါလာပါတယ်။တချို့ကနှာခေါင်းသွေးယိုပြီးတချို့ကထူးဆန်းတာတွေလုပ်နေကြပါတယ်။ကျောင်းမှာအလားဆုံးမင်းကလေးဖြစ်တဲ့အာမန်ဒါတောင်သတင်းကိုမြင်တဲ့အခါချစ်သွားခဲ့ပါတယ်။သူကပူလင်းကိုသူ့အပိုင်ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
ဒီသတင်းကနေရာအနှံ့ပြန့်သွားတဲ့အခါမင်းကလေးထောင်ပေါင်းများစွာကပူလင်ရဲ့အိမ်ရှိမှာစုယုံလာကြပါတယ်သူ့မိသားစုကအိမ်ထဲကိုဝင်ခွင့်ရဖို့အတွက်ပိုက်ဆံတောင်းတာတွေလက်မဲ့တွေပြတာတွေဆလုပ်လာပါတယ်ပူလင်ကတားတဲ့အလုံးကိုခိုးကြည့်မိတဲ့အခါသူ့မိသားစုကသူ့ကိုအတုံးချနေတယ်ဆိုတာသိသွားပါတယ်သူတို့ကသူ့ကိုအိမ်ပြန်ခေါ်တဲ့အခါပူလင်ကအိမ်ပြန်ကိုလုံးဝညှင်းဆိုလိုက်ပါတယ်ဒါအပြင်ကြည်မင်းကလေးတွေကြောင့်သူ့ရဲ့ငါးလေးတွေအခြေအနေဆိုးနေတာကိုငင်းရတာကသူ့ကိုပိုပြီးအသေးကွဲစေပါတယ်အခုသူကအဆောက်အဦတစ်ခုရဲ့ခေါင်းမိုးပေါ်မှာပုံနေပြီးသူ့ကိုရှားနေတဲ့မင်းကလေးတွေကိုရှောင်နေပါတယ်ရုတ်ကရက်မင်းကလေးတစ်ယောက်ကနောက်ကနေရောက်လာပြီးမင်းခုန်ချဖို့စိတ်ကူးနေတာတော့မဟုတ်ပါဘူးနော်လို့ပြောလိုက်ပါတယ်ပူလင်အိုင့်တော်သွားပါတယ်သူ့ကိုငင်ပေးမဲ့တတိလင့်မသွားတဲ့ပထမဆုံးမင်းကလေးဖြစ်လို့သူကသူမကိုတိချကြည့်နေပြီးပါတယ်သူမကိုမြင်ရတာကပူလင်ရဲ့ရင်ခုန်တန်းကိုမြင်စေပြီးဘာစကားမှတောင်မပြောနိုင်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့မင်းကလေးကလည်းဘာမှမပြောဘဲထပ်သွားပါတယ်ခဏကြာမှတော့သူကီတို့အိမ်ကိုရောက်သွားပြီးကီနဲ့သူ့အဖွားကပူလင်ကိုတိချဆောင်ရှောက်ပေးကြပါတယ်သူ့အခန်းထဲမှာတကယ်ကိုရှားပါတဲ့ဖဲချက်တချို့ကိုမြင်လိုက်ရပြီးသူကိုယ်တိုင်လည်းအဲ့ဒီလိုဖဲချက်တွေစူဆောင်းရတာကိုဝါဒနာပါလို့အယံပျော်သွားပါတယ်နောက်နေ့မှာသူတို့နှစ်ယောက်ဟာခေါင်းမိုးဖော်ကမင်းကလေးကိုရှာဖို့မင်းကလေးကျောင်းကိုသွားကြပါတယ်အဲ့ဒီမှာအာမန်ဒါနဲ့တွေ့ခဲ့ပြီးသူကစီဒီကိုချင်းချောက်လိုက်ပါတယ်အာမန်ဒါကဘူလင်နဲ့အလှပါကသူ့ကိုဘာမှမချစ်စေသလိုမျိုးဟန်ဆောင်ခဲ့ပေမဲ့ဘူလင်ထွက်သွားတာနဲ့အာမန်ဒါဟာနှာခေါင်းသွေးယိုရာပါတော့တယ်အဲ့ဒီနောက်စီဒီယိုမှာအဲ့ဒီမင်းကလေးထပ်ပေါ်လာပြန်ပါတယ်ဒါပေမဲ့သူမကမင်းကလေးတွေအများကြီးဝိုင်းနေတာကြောင့်ဘူလင်ကစကားမပြောနိုင်ခဲ့ပါဘူးနောက်ရဲ့အနည်းငယ်မှာတော့ဘူလင်နဲ့ကီတို့အတူတူသွားလာရင်ယဉ်နီးတဲ့သူငယ်ချင်းတွေဖြစ်လာပါတယ်နောက်နေ့မှာကီကပူလင်ကို What Mirinam လို့ခေါ်တဲ့မင်းကလေးသွားတက်တဲ့ဘောလုံးပွဲစီခေါ်သွားပါတယ်။သူကဒီမင်းကလေးကိုတကယ်နှစ်သက်တာပါ။ပွဲပြီးမှပူလင်ကခေါမောပေါ်ကမင်းကလေးကိုရုတ်တရက်တတိထားမိသွားပါတယ်။ဒါနဲ့သူကသူမကိုပဲစိုက်ခိနေတော့မှပဲသူမကရုတ်တရက်ရောက်လာပြီးသူ့နာမည်ကလေယာဖိချောင်မိတ်ဆက်ပေးပါတယ်။အဲ့ဒီခါမှာပူလင်ကသူနဲ့ကီကြိုက်နေတာကမင်းကလေးတယောက်တည်းဖြစ်နေမှန်ထိသွားပါတယ်။ကီနဲ့လေယာကတော်တော်လေးရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေတာကိုမြင်ရတာကပူလင်ကိုမနာလို့ဖြစ်စေပါတယ်။အဲ့ဒီညမှာဘာလို့ရမလဲမသိတာကြောင့်သူကောင်းကောင်းအိတ်မပြောထဲပါဘူး။နောက်ဆုံးမှာတော့သူကသူ့အကို Love Guru စီကနေအကူအညီတောင်းဖို့အဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မနက်မှာသူ့အကိုကိုမြင်လိုက်ရတဲ့အခါပူလင်ရဲ့မျက်လုံးတွေဝန့်လက်သွားပါတယ်။ပူလင်ဟာမင်းကလေးလေးနဲ့ပတ်သက်ပြီးအကူအညီလိုချင်နေတာကြားပါတယ်။ပူလင်ကသူ့မိသားစုကိုလည်းခွင့်လွှတ်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူသားအပြင်းမထခဲ့ရင်လီယာနဲ့တွေ့မှာမဟုတ်လို့ပါအဲ့ဒီနောက်ညီကိုနှစ်ယောက်ပစ္စည်းတွေသွားဝယ်ကြတော့မှာတယောက်ယောက်ကလီယာဟာသူ့ကိုတီးနေနိုင်တဲ့အကြောင်းပြောပါတယ်ပူလင်လည်းအဲ့ဒီတိုင်းလှုပ်ကြည့်ပေမဲ့သူထင်သလောက်လီယာအကြောင်းကိုမသိသေးဘူးဆိုတာသူသိလိုက်ရပါတယ်ဒါပေမဲ့သူကအရှုံးမပေးချင်ပါဘူးတနေ့မှာအာမန်ဒါကယောက်ျားလေးချောင်းကိုလာပြီးပူလင်ကိုသူ့ရဲ့မွေးနေ့ပါတီကိုဖိတ်ကြားကဖုန်းတစ်လုံးပေးပြီးဘေဘီဒီဖုန်းနဲ့ကျမစီဖုန်းဆက်လို့ရတယ်နော်လို့ပြောခဲ့ပါတယ်အဲ့ဒီညနေမှာပဲပူလင်ကလေယာစီဖုန်းဆက်ခဲ့ပါတယ်။သူတို့အပြင်ထွက်တဲ့အခါလေယာကကီကိုတကယ်ကြိုက်နေတာကိုပူလင်သိလိုက်ရပါတယ်။သူတို့ကိုအတူတူမြင်ရတာကသူ့ကိုစိတ်မသက်သာဖြစ်စေပါတယ်။နောက်ပိုင်းကီထွက်သွားတဲ့အခါသူကလေယာကိုကီကိုကြိုက်လားလို့တိုက်ရိုက်မိပါတယ်။အစားမှာလေယာကမကြိုက်ဘူးလို့ပြောပေမဲ့ပူလင်ကကီကတကယ်တော့အာမန်ဒါကိုချစ်နေတာလို့လိန်ပြောလိုက်တဲ့အခါလေယာရဲ့မျက်နှာအမူအရာကရုတ်တရက်ပြောင်းလဲသွားပါတယ်။လေယာကလည်းကီကိုပြန်ချိုင်းနေတာပါ။အဲ့ဒီနောက်အိမ်ပြန်ရောက်တဲ့အခါပူလင်ဟာအာမန်ဒါစီဖုန်းဆက်ပြီးအကူအညီတောင်းပါတယ်။အာမန်ဒါကလည်းပူလင်ရဲ့အချစ်အကရဖာမဆိုလုပ်ဖို့အဆင်သင့်ပါပဲ။နောက်နေ့အာမန်ဒါရဲ့မွေးနေ့မှာတော့ပူလင်နဲ့ကီတို့သူတို့နှစ်ယောက်ရောက်လာတဲ့အခါအာမန်ဒါကပူလင်ကိုဂယူးမဆိုင်တော့ပဲကီကိုပဲအာရုံစိုက်ပါတော့တယ်။သူမကကီကိုဘေးကိုဆွဲခေါ်သွားပြီးအဲ့ဒီအချိန်မှာပဲအာမန်ဒါကတယောက်ယောက်ကိုနမ်းနေတာကိုလေယာမြင်သွားပါတယ်။အဲ့ဒါကိုမြင်လိုက်ရတဲ့သနာဆရာလေယာဟာအထဲကွဲပြီးထပ်ပြေးသွားပါတော့တယ်။ပူလင်ကသူ့နောက်ကိုလိုက်သွားပြီးသူ့ရဲ့အချစ်ကိုဝန်ခံခဲ့ပေမဲ့လေယာကသူ့ကိုတငယ်ချင်းလိုပဲမြင်တယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ပူလင်ဟာသူ့ရဲ့တူးတဲ့သောတငယ်ချင်းကိုတစ္ဆာဖောက်ခဲ့ပေမဲ့မင်းကလေးကိုလည်းမရခဲ့ပါဘူး။အဲ့ဒီထက်ဆိုတာဘာရှိနိုင်အောင်မလဲ။တစ်ဖက်မှာလည်းစီတီနဲ့သူ့အခွေကလေယာနဲ့အာမန်ဒါတို့အပေါ်တခုခုလုံခဲ့ကြပါတယ်။စီတီကသူတို့ကိုနမ်းနေတာကိုမြင်သွားပြီးဒေါထတကြီးနဲ့ကီကအပြင်းထန်ရိုက်နာပါတော့လေ။ပူလင်ကအဝေးကနေရက်ကြည့်နေပေမဲ့ကီကိုကဲဖို့တတိမရှိခဲ့ပါဘူး။နောက်ပိုင်းမှာသူကကီကိုအိမ်ပြန်ခေါ်သွားပြီးတငယ်ချင်းဖြစ်သူနာကျင်နေတာကိုကြည့်ပြီးဖြစ်ပျက်ခိုက်တာတွေကိုပြောပြပါတယ်။ပူလင်ဟာသူ့ကိုသူအမားကြီးမားသွားမှန်းထီပြီးနဲ့နောင်တရခဲ့ပါတယ်။နောက်ဆုံးမှာသူကကီကိုဇလန်းအမှန်တွေအားလုံးပြောပြလိုက်ပါတယ်။
ကီကအန်တော်သွားပြီးငါသာပူလင်လက်လေယာကိုကြိုင်မှန်းတည်ရင်ငါကိုယ်တိုင်ပဲလမ်းဖယ်ပေးမှာပါလို့ပြောခဲ့ပါတယ်ဒါပေမဲ့ပူလင်ရဲ့သစ္စာဖောက်မှုကြောင့်သူကတငယ်ချင်းအဖြစ်ပဲဆက်နေခဲ့ပါတယ် သူ့အိမ်မှာဆက်မနေချင်တော့ပဲဘသူနဲ့မှစကားမပြောပဲအခန်းထဲမှာပဲအောင်းနေခဲ့ပါတယ်သူ့တငယ်ချင်းကိုအရန်လွမ်းနေခဲ့တာပါအိမ်မှာသူ့ရဲ့အိမ်ဖော်မလေးကသူ့ရဲ့ငါးလေးကိုလာပေးပါတယ်ငါးလေးကအကောင့်အတိုင်းပါပဲအိမ်ဖော်မလေးရဲ့စကားကိုနားထောင်ပြီးပူလင်ဟာလူလေးကသူ့ကိုဘလောက်ချစ်ကြလဲဆိုတာသိသွားပါတယ်အခုသူကဓာတ်ကိုဖိမြောက်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာသူကီးစီသွားပြီးအမှန်တရားအားလုံးကိုပြောပြပါတယ်အဲ့ဒီနောက်သူကီးကိုလေယာစီခေါ်သွားပြီးသူလေယာကိုဘလောက်ချစ်ကြောင်ပြောပြခိုင်းပါတယ်နောက်ပိုင်းမှာတော့လေယာကဖုံးလေးကနေအားလုံးကိုကြားသွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ကြားကနားလည်မှုလွဲတာတဲ့အားလုံးရှင်းသွားပါတော့တယ်ရက်အနေခဲ့ကြမှာသူတို့အားလုံးကပွဲတစ်ခုကိုတွားကြပါတယ်အဲ့ဒီမှာလေယာကကီးရဲ့တွဲဖက်ထပြီးအာမန်ဒါကပူလင်ရဲ့တွဲဖက်ထပါတယ်နောက်ဆုံးမှာပူလင်နဲ့အာမန်ဒါတို့ကကပွဲရဲ့ဘရင်နဲ့မိဖုရား Dance King and Queen ပွဲကိုရရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာစင်ဘော်ကတခြားမင်းကလေးတွေအားလုံးကသူတို့ကိုကြည့်ပြီးယူတော်နေကြပါတယ်ဒါပေမဲ့သူကအဲလောက်ကြီးတောင်မချောပါဘူးလို့ပြောလိုက်တဲ့မင်းကလေးတစ်ယောက်ရဲ့အထမ်းကိုသူကြားလိုက်ရပါတယ်အဲ့ဒါကိုကြားလိုက်ရတဲ့အခါပူလင်ရဲ့ရင်ခုန်တန်းတွေမြန်းလာပြီးဒီအမီမတိမင်းကလေးကိုလိုက်ရှာပါတော့တယ်ကဲမင်းတို့တော့တည့်ရက်လောက်ပဲဖြစ်ဖြစ်ဒီလိုမျိုးအရန်ချောလာမယ်ဆိုရင်ဘာတွေလုပ်မလဲအောက်မှာကွန်မန့်ပေးခဲ့ကြအောင်နော်တီချာပေါက်ပြောပြပေးကြအောင်ပြီးတော့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လုပ်ပေးသွားအောင်နော်